ခန္ဓာမှုကဩဝါဒပေးပါဩဝါဒချီးမြှင့်ပါဆိုတော့ချီးမြှင့်ရတယ်ခုနကတော့ဆင်ပြရတနာရိတ်တာဆရာတော်ကြီးချီးမြှင့်သွားတာပြည့်စုံသွားပြီလုံလောက်သွားပြီအားရစရာလည်းကောင်းတယ်ကြည်နူးစရာလည်းကောင်းတယ်ဝမ်းသာစရာလည်းကောင်းတယ်အားကြစရာလည်းကောင်းတယ်ဆရာတော်ကြီးအမိတ်ရှိသွားအဲ့ဒါထားလိုက်တော့ဗောလေဩဝါဒပေးပါဆိုတော့နည်းနည်းတော့ပေးမှာဗောကဲအားလုံးလိုက်ဆိုကြတန်တရာတခွင်လှဲ့လေလှဲကုသိုလ်ကပဲကျိုးဆိုသည်တန်တရာတခွင်လှဲ့လေလှဲကုသိုလ်ကပဲကျိုးဆိုသည်တို့သာသနာတခွင်လှဲ့လေရအောင်မယ်နိဗ္ဗာန်မရစဉ်စကြလဲရအောင်မယ်လှဲ့ရအောင်မယ်ပတ်ရအောင်မယ်အဲ့ဒီအခါမှာကုသိုလ်ကကျိုးဆိုဖို့လိုလေးမယ်တဲ့ဘာကျိုးဆိုဖို့လိုလေးမလဲကုသိုလ်ကကျိုးဆိုရင်တော့ပျော်စရာကြီးပေါ့ဝမ်းသာစရာကြီးပေါ့အားရစရာကြီးပေါ့ကုသိုလ်ကမကျိုးဘဲနဲ့အာကုသိုလ်ကကျိုးပြီးအာကုသိုလ်ကဆိုပြီးဆိုရင်တော့ဝမ်းနည်းစရာကြီးခုနကတော့ငိုကြွေးစရာဝမ်းနည်းစရာကြုံသွားလိမ့်မယ်အဲ့တော့တန်ត្រာတခွင်လှဲ့လေလေကုသိုလ်ကပြင်ကျိုးဆိုသည်ဆိုတော့လေကုသိုလ်လုံးမှကုသိုလ်ကကျိုးမှာဘာလုံးမှဘာကျိုးမှာလဲအာဟုကုသိုလ်လို့ရင်အာကုသိုလ်ကကျိုးပြီးအာကုသိုလ်ကဆိုသွားလိမ့်မယ်ဒါလေးတော့သဘောပေါက်ထားအဲ့တော့ကုသိုလ်ကကျိုးတဲ့အခါမှာကုသိုလ်က2မျိုးရှိတယ်ကွသာသနာတွင်မှာပြုတဲ့ကုသိုလ်တစ်မျိုးသာသနာပကာလကုသိုလ်က2မျိုး2မျိုးရှိတယ်အဲ့တော့သာသနာတွင်ကုသိုလ်လေးကဲလိုက်ဆိုလိုက်ဖရာတေခမ်းရှင်ယဟန်သင်္ကန်းကြောင်းဟုမှာသာသနာတွင်မှပြုနိုင်ကြငါးဝအလှူများအဲ့ဒါသာသနာတွင်မှာပြုနိုင်တဲ့အလှူ5မျိုးကွဲဖရာတေခမ်းဖရာတေလဲတေပေါ့ဇေဒီတေလဲရုပ်ဘွားတော်ပူဇော်လဲပူဇော်ပေါ့အဲ့ဒါသာသနာတွင်မှာရနိုင်တဲ့ကုသိုလ်ဖရာတေခမ်းရှင်ယဟန်ကိုရင်ဝိပေးမလားရှင်ပြုပေးမလားပစင်းပေါင်တင်ပေးမလားအဲ့ဒါသာသနာတွင်မှာပဲရတခြားမရဘူးဖရာတေခမ်းရှင်ယဟန်သင်္ကန်းကြောင်းဟုမှာသင်္ကန်းလှူသာသနာတွင်မှာပဲလှူလို့ရတယ်ကြောင်းလှူသာသနာတွင်မှာပဲလှူလို့ရမယ်ဘယ်အတွင်းမှာလှူလို့ရမလဲသာသနာနဲ့ကြုံဗမာစကားကြုံကြိုက်ပေါ့ကြုံတော့ကြုံတာပေါ့ကွယ်ကြိုက်ဖို့တော့လိုအောင်မယ်ဘာလိုအောင်မလဲဒီအကြောင်းတကာအကြောင်းမတွေကြုံလဲကြုံသွားပါပြီကြုံသွားပြီလားကြိုက်လဲကြိုက်သွားပါပြီကြိုက်သွားပြီလားအဲ့ဒါဆိုကုသိုလ်ကကြိုမှသေးကြနေပြီဘာကြိုမှလဲကုသိုလ်ကကြိုလေးမယ်သေးကြတယ်တစ်ခေါက်ပြန်ဆိုတန်ត្រာတခွင်လှဲ့လေလှင်းကုသိုလ်ကပင်ကျိုးဆိုသည်ရှေ့သွားကြောင်းအလှူရှင်နတ်ပြည်တွင်ဗိမာအပြီးပေါက်နှင့်သည်ကြောင်းအလှူရှင်နတ်ပြည်တွင်ဗိမာအပြီးပေါက်နှင့်သည်အားရစရာကောင်းကြည်နူးစရာကောင်းဝမ်းသာစရာကောင်းလိုက်တာမပြောပါနဲ့တော့ကျောင်းတကာကျောင်းမှာကလူပြေမှာပဲရှိသေးတယ်ဗမာရှိနေတယ်လေနတ်ပြေမှာဘာပေါ်နေပြီတဲ့လေအဲ့ဒီနဲ့သေးကြတဲ့ကိစ္စဘာရှိအောင်ပါလဲဟုတ်ရဲ့လားကျောင်းတကာကျောင်းမှာဒီဘဝမပြောင်းကြသေးဘူးလူပြေမှာပဲရှိသေးတယ်နေတော့ထိုင်တော့ရှိသေးတယ်မိမိရဲ့ကောင်းမှုကံကြောင့်နတ်ပြေမှာဘုဗ္ဗံဘုံဘိဗ္ဗံဖြစ်နေပြီတဲ့နည်းနည်းနော်မှမဟုတ်တာပဲကြောင့်မို့ဒီလူမျိုးအားကြဖို့ကောင်းဝမ်းသာဖို့ကောင်းအားရဖို့ကောင်းဒါပြောတာဒီတင်မကပါဘူးကျောင်းတကာကျောင်းမတွေမကဘူးမွေးသွားတဲ့ဒကာကြီးဥတူတို့ပေါ့ဒကာမကြီးဒေါ်မြဝင်းတို့သူတို့အထိဘုန်းကြီးကသတိရပါတယ်သူတို့လည်းအားရတယ်ကျေနပ်တယ်ဒကာကြီးဒကာမကြီးများဘဝတိုင်းမွေးခဲ့တယ်ဘဝတိုင်းကျွေးခဲ့တယ်အသေးချေအနန္တဒီဒကာလူပြေနဲ့လူဖြစ်တယ်သာသနာနဲ့ကြုံမှာမွေးသွားလိုက်တဲ့သမီးတွေသားတွေသမီးတွေတွေ့ကြတော့ဒကာဥတူတို့ဒကာကြီးဒုံမဝင်းတို့မွေးကြိုးနှပ်ပြီဘာနှပ်ပြီလဲလေကျွေးကြိုးလဲနှပ်သွားပြီဘာနှပ်သွားပြီလဲလေအားလုံးဒကာရမတွေမှတ်သွားမွေးကြိုးလေးနှပ်အောင်ကျွေးကြိုးလေးနှပ်အောင်တို့ကြိုးစားသွားအားထုတ်သွားဟိုဆရာတော်ကြီးအမေရှိတယ်မှာပါသွားပြီအဲ့ဒါကြောင့်မလို့မွေးကြိုးလဲနှပ်သွားကုန်ပြီကျွေးကြိုးလဲနှပ်သွားကုန်ပြီကြောင့်ဘုံကြုံတော့ကြုံတယ်ကြိုက်ဖို့တို့လိုပါ